အောက်ရောက်နေတဲ့မန်ယူကိုတဲ့တွေးပြီးကြောက်နေတာလားအကိုတဲ့မကြောက်ပါနဲ့တဲ့အရန်ကြီးမလုပ်ပါဘူးတဲ့နိုဘူးလို့ဘောတဲ့တူးစီလောက်ပါတဲ့ကြောက်နေတာမဟုတ်ဘူးကျွန်တော်တို့ဒါတကယ်လဲကျွန်တော်တို့ချန်ပီယံလိမှာ6ပွဲကန်ထားတယ်ဗျာ6ပွဲသလုံးနိုင်ထားတယ်ဗျာ6လုံးလီ18ဗျာဒါကျွန်တော်တို့ဘယ်အတက်မှာချန်ပီယံလိမှာဒီလိုကျွန်တော်တို့လိုအမှတ်ပြည့်ရတဲ့လူမရှိဘူးအဆင့်တက်မှာအဲ့ဒါကြောင့်နင်းညအပွဲစဉ်ကအရေးမကြီးဘူးဗျာအရေးမကြီးဘူးအင်တာမီလန်ဖြစ်ဘာဖြစ်အရေးမကြီးဘူးဗျာကျွန်တော်တို့ဒါချန်ပီယံလိအဆင့်ကိုပေါ့လေနောက်တစ်ဆင့်ကိုဒါပလေးအော်ကန်စရာမလိုပဲနဲ့16တင်းအဆင့်ကိုတက်ရောက်သွားပြီဗျာတေချာပေါက်တက်ရောက်သွားပြီဖြစ်တာကြောင့်ပေါ့လေကျွန်တော်တို့အဓိကကစားသမားတွေအနားရဖို့လိုအပ်ပါတယ်ကျွန်တော်တို့တည့်ရတဲ့အတိုင်းပဲတပတ်ကို3ပွဲကန်ရတာဗျာအဲ့လိုမျိုးအနေထားမျိုးမှာကျွန်တော်တို့ခင်ဗျားတို့လိုတပတ်တစ်ပွဲကန်ရတာမဟုတ်ဗျာတပတ်ကို3ပွဲဗျာ3ပွဲအဲ့လိုမျိုးပွဲစဉ်တွေရှိတယ်မန်ယူတစ်ပွဲတည်းကန်မှာမဟုတ်တော့တခြားကျွန်တော်တို့လာအောင်မယ်ဒါ16တင်းအဆင့်ရှုံးထွက်ပွဲစဉ်တွေချန်ပီယံလိပွဲစဉ်တွေလာအောင်မယ် FA ကလာအောင်မယ်ကာလင်ဖလားကျွန်တော်တို့ဆင်မီဖိုင်နယ်ချဲစီနဲ့ဒုတိယကျော်ကြံနေတယ်ဗျအဲ့လိုပွဲစဉ်တွေရှိသေးတယ်ဒါမန်ယူပွဲစဉ်တစ်ပွဲတည်းမဟုတ်ဘူးတော့တိဖို့ကျွန်တော်တို့မန်ယူပွဲစဉ်တစ်ပွဲတည်းမဟုတ်ဘူးအဓိကကစားသမားတွေအနာရဖို့လိုတယ်အဓိကပလေယာတွေပေါ့လေဒဏ်ရာကင်းစင်နေဖို့လိုတယ်ဗျအဲ့ဒါကြောင့်ကျွန်တော်ကအရန်ကစားသမားတွေကိုဒါပွဲထုတ်ခိုင်းတာဖြစ်ပါတယ်အဲ့ဒါလေးကြောင့်ပါမန်ယူနဲ့တွေ့ဖို့ကျွန်တော်အနေနဲ့မန်ယူနဲ့တွေ့ဖို့ပေါ့လေလူချန်ခိုင်းတာမဟုတ်ပါဘူးနောက်ထပ်ဒါပွဲလာမဲ့ပွဲစဉ်တွေအများကြီးကြံနေတယ်ဗျကန်ဖို့အဲ့ဒါတွေကြောင့်ကျွန်တော်အနေနဲ့အဓိကပလေယာတွေကိုဒါအနာပေးစီချင်တာဖြစ်ပါတယ်ဒါလေးပါတိဖို့ပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ